ရှိရှိတော့ငါပေါ့ကွယ်အေးချမ်းတရားလာတဲ့တိုင်းပြည်ကြီးတစ်ပြည်မှာအရန်ကိုချုံမောလာပါတဲ့မင်းသမီးလေးတစ်ပါးရှိတဲ့တနေ့မှာတော့ညနေခင်းရဲ့စီးစာအယောင်ဟာရွှေနန်းတော်ကြီးရဲ့အမိုးအချွန်တွေကိုလာရောက်ထိတွေ့နေပြီးရွှေအောင်တဝင်းဝင်းတောက်ပလို့နေစေပါတယ်။ဒါပေမဲ့အဲ့ဒီလှပတဲ့နန်းတော်ကြီးရဲ့အမြင့်ဆုံးလာတာဆောင်ထက်မှာရက်နေတဲ့ချောမောလှပလုံးနဲ့မင်းသမီးလေးစံဒီအတွက်ကတော့အရာအလုံးဟာမိုင်းညို့နေတယ်လို့ပါပဲတဲ့ကွယ်။သူမရဲ့ဝတ်လေတော့ပိုးသားနုနုလေးတွေဟာလေအဝိတ်မှာလွင့်ပြန်နေပေမဲ့သူမရဲ့စိတ်အစုံကတော့နန်းတော်တိုင်းကြီးတွေကိုကြော်ဖြတ်ပြီးဟိုးမြို့ပင်ကတောင်ကုန်းလေးတွေစီကိုရောက်ရှိနေခဲ့ပါတယ်တဲ့။သမီးတော်လေးအပြင်မှာလေစိမ်းတွေတိုက်နေပြီအထဲကိုပြန်ဝင်လာပါတော့လားကွယ်။အနောက်ကနေထွက်ပေါ်လာတဲ့ခက်အတန်ကြောင့်မင်းသမီးလေးစံဒီကိုလုံးတော်လေးတုံသွားပြီးအမြန်ပဲမျက်ဝန်းအိမ်ကမျက်ရည်စားတွေကိုတုပ်လိုက်ရပါတော့တဲ့။သူမရဲ့အထိန်တော်ကြီးကတော့ဒေါ်မြိုင်လို့ခေါ်တယ်။ဒေါ်မြိုင်ဟာစန်ဒီကိုငယ်စဉ်ကလေးကရင်ခွင်ပိုက်ပြီးပြူစုဆောင်းလျှောက်လာခဲ့ရတဲ့သူမို့စန်ဒီလေးရဲ့မျက်နှာကိုကြည့်အောင်နဲ့ဘာဖြစ်နေတယ်ဆိုတာကိုသိနေသူလည်းဖြစ်တော်မူတယ်။အထိန်တော်ကြီးရဲ့ကျမဘာမှမဖြစ်ပါဘူး။ဒီနေ့နေဝင်တာလေးကထူးထူးခြားခြားနဲ့လှနေလို့နေကြည့်နေမိတာပါလို့စန်ဒီကအတန်လေးကိုထိန်းပြီးပြောလိုက်ပြီးမယ်။ဒေါ်မြိုင်ကတော့တပြင်းကိုဖွားဖွားလေးချလိုက်ပါတယ်တဲ့ကွယ်။လှတာကတော့လှပါရဲ့သမီးတော်ရဲ့ဒါပေမဲ့အဲ့ဒီအလှတရားတွေကသမီးတော်လေးအတွက်ပူလောင်မှုတွေဖြစ်မနေဘူးအထိန်တော်ကြီးဆုတောင်းရတာပါပဲမင်းသမီးလေးစံဒီဟာဘာမှပြင်မပြောနိုင်မင်းအောက်ခြေကဦးရင်တော်ကြီးစီကိုပဲပြန်လဲငေးကြည့်နေမိတော့တယ်အဲ့ဒီနေရာမှာတစ်ပင်ပန်းမှန်တွေကိုအမျက်တနိုးနဲ့ပြူးစုနေတဲ့လူငယ်လေးတစ်ယောက်ရှိနေတတ်တာသူမှသိနေခဲ့ပါတယ်သူ့ရဲ့နာမည်ကတော့ကြော်လို့ခေါ်ပါတယ်တဲ့ကွယ်နန်းတော်ထဲမှာပန်းပင်တွေလာရောက်စိုက်ပျိုးပေးရတဲ့တာမန်စင်းရဲသားဥယျာဉ်မှုလေးတယောက်ပေါ့လွန်ခဲ့တဲ့3လလောက်ကစန်ဒီတယောက်ထဲစိတ်ညစ်ညစ်နဲ့ဥယျာဉ်ထဲမှာလမ်းရှောင်နေရင်ကြောက်ခဲနဲ့ခလုတ်တိုက်ပြီးလဲကြမလို့ဖြစ်ခဲ့စဉ်ကကြော်ဟာအချိန်မီလှမ်းဖမ်းပေးခဲ့ရကနေသူတို့နှစ်ဦးစတင်ဆုံတွေ့ခဲ့ကြပါတော့တယ်မင်းသမီးလေးတတိထားတော်မူပါဗျာကျွန်တော်မျိုးရဲ့လက်တွေကမြေကြီးတွေပေးချမ်းနေလို့တောင်းပန်တော်မူပါတယ်လို့ပြောကသူမလေးကိုတွဲကူပေးခဲ့တဲ့ကြောရဲ့မျက်လုံးလေးတွေဟာအလုံးအေးချမ်းလွန်လာပါတယ်။အဲ့ဒီနေ့ကနေစလို့စန်ဒီလေးရဲ့နှလုံးသားထဲမှာနန်းတော်ကမင်းသားတွေစီကမရနိုင်တဲ့နှွေးထွေးမှုမျိုးကိုစတင်ခံစားလိုက်ရပါတယ်တဲ့ကွယ်။ဒီနေ့လဲကြောဟာဥယျာဉ်ထောင်ကနှင်းစီပင်လေးတွေကိုဂယူးတဆိုင်နဲ့ပေါင်းတင်ပြီးတော့နေပါတယ်။မင်းသမီးလေးစန်ဒီဟာအပေါ်ကနေငေးကြည့်နေတာကိုသူသိသွားတဲ့အခါမှာတော့ခေါင်းကိုအသားအရာငုပ်ပြီးအယုအသေးပေးလိုက်ပါတယ်။သူတို့နှစ်ယောက်ဟာစကားတလုံးမှမဆိုဖြစ်ကြပြီးမဲ့အကြည့်ချင်းစုံလိုက်ုံနဲ့တင်ရင်ထဲမှာလှိုင်းတဘိုးတွေထနေကြတာနှစ်ယောက်စလုံးအတိပါပဲတဲ့ကွယ်။သမီးတော်ခဏနေညနေစာစားပွဲဆောက်တော်မှာနော်။အရှင်မင်းကြီးကသမီးတော်လေးကိုကံမောစာတိုင်ကမင်းသားလေးတစ်ပါးနဲ့မိတ်ဆက်ပေးခြင်းနေတာ။သမီးတော်လည်းသိတယ်မဟုတ်လား။ဒေါ်မြိုင်ကဘေးနာကနေတတိပေးရှာပါတယ်။မင်းသမီးလေးစံဒီရဲ့ရင်ထဲမှာတော့စူတစ်ချောင်းနဲ့အထိုးခံလိုက်ရတယ်လို့နာကျင်သွားရပါတယ်တဲ့ကွယ်ကျမသိပါတယ်ထိန်းတော်ကြီးရဲ့ဒါပေမဲ့ကျမနှလုံးသားကကျမပိုင်တာမဟုတ်တော့ဘူးဆိုတာကိုခမဲတော်ကြီးသိရင်ဘလောက်တောင်အမျက်ထွက်လိုက်မလဲနော်သမီးတော်ရဲ့စကားကိုဆင်ခြင်တော်မူပါနန်းတော်ဆိုတာနေရံမှာလဲနားရှိရဲ့အဆင့်အတန်းဆိုတာတရန်းကြီးတွေလိုပဲကြော်ဖြတ်ဖို့ကခက်ခဲလွန်းပါတယ်သမီးတော်လေးရဲ့မင်းသမီးလေးစံဒီလေဘာမှထက်မပြောတော့ပဲမောင်စပြိုးနေတဲ့ကောင်းကင်ကြီးကိုသာငေးကြည့်နေမိပါတော့တဲ့ကွယ်ကြော်ကတော့သူ့ရဲ့ပစ္စည်းလေးတွေကိုတင်ပြီးဥယျာဉ်ထဲကနေထွက်ခွာသွားခဲ့ပါတယ်သူထွက်သွားတဲ့နောက်ကိုငေးကြည့်ရင်မင်းသမီးလေးစံဒီရဲ့မျက်ဝန်းမှာမျက်ရည်စားတစ်စက်ဟာပလဲလုံးလေးလိုဝစ်တက်လာပါတော့တဲ့ကွယ်အကုန်ကြော်ရဲ့ကျမတို့ချစ်ချင်းကဒီရွှေနန်းတော်ကြီးထက်ပိုခိုင်မြဲပါမလားယင်ကျမစိုးရိမ်မိပါတယ်နန်းတော်ထဲမှာတေးသံတွေစောင်းသံတွေစတင်ထွက်ပေါ်လာပေမဲ့မင်းသမီးလေးစံဒီရဲ့စိတ်ထဲမှာတော့အဲ့ဒီအတန်တွေဟာကြေကွဲစရာငိုချင်းတစ်ပုတ်လိုခံစားနေရပါတယ်သူမဟာကိုယ်တိုင်ဝတ်ဆင်ထားတဲ့ယတနာတွေကိုယုံထွက်ခြင်းနေတဲ့ငှက်ငယ်လေးတစ်ကောင်လိုပါပဲဒါဟာစင်ရသားလေးတစ်ယောက်နဲ့တော်ဝင်မင်းသမီးလေးတစ်ပါးတို့ရဲ့ကံကြမ္မာအလှည့်အပြောင်းတွေ
တင်တော့မဲ့အစာဥပိုင်းဖြစ်လာပါတော့တဲ့ကွယ်နန်းတော်ကြီးတစ်ခုလုံးဟာညဥပိုင်းစားပွဲတစ်ပင်ရဲ့စူညံတန်တွေနဲ့ပြည့်နှက်လိုနေပါတယ်ဆောင်းတန်ညိညောင်းတဲ့တေးတန်လေးတွေနဲ့အတူမူးမက်ကြီးတွေရဲ့ရေမောတန်တွေဟာခံမဆောင်ကြီးထဲမှာပြန်လွင်နေပေမယ့်မင်းသမီးလေးဆန်ဒီအထွက်တော့အဲ့ဒီအတန်တွေဟာသူမကိုအသက်ရှူကျက်စေတဲ့အရာတွေသာဖြစ်ပါတော့တဲ့ကွယ်သူမဟာခမဲတော်ကြီးဘေးမှာဟန်ဆောင်အပြုံးလေးနဲ့ထိုင်နေရပေမဲ့စိတ်အာရုံကတော့အနောက်ဘက်နန်းဆောင်မှာတိတ်ဆိတ်တဲ့ဥယျာဉ်အိုးကြီးစီကိုပဲရောက်လို့နေခဲ့တာပေါ့။သမီးတော်ကံမောစာအတိုင်းကမင်းသားစခွန်သားကသမီးတော်အတွက်လက်ဆောင်အဖြစ်ဟောဒီပလဲကုန်းလေးကိုယူဆောင်လာခဲ့တယ်ကွ။အရှင်မင်းကြီးရဲ့စကားကြောင့်စန်ဒီလေးသတိပြန်ဝင်လာပြီးမင်းသားကိုယဉ်ကျေးစွာပြုံးပြလိုက်ရပါတယ်။မင်းသားစခွန်သားဟာရုပ်ရည်ချောမောပြီးဂုံအင်ကာနဲ့ပြည့်စုံသူမှန်တိတာလုံးပါတယ်။ဒါပေမဲ့စန်ဒီလေးရဲ့နှလုံးသားထဲမှာတော့အဲ့ဒီပလဲလုံးတွေထက်ကြော်ပေးခဲ့တဲ့တောပန်းလေးတစ်ဝင်းကပိုပြီးတန်မိုးရှိနေတာကိုဘယ်သူမှသိမှာမဟုတ်ပါဘူးတဲ့ကွယ်။သမီးတို့တောင်းမှတ်ပါတယ်ခမဲတော်။သမီးတို့ခေါင်းနဲ့နဲ့မူးနေလို့ခဏလောက်အနားယူပြရစေရော။စန်နီယာဒီအခွင့်အရေးကိုအရာယူပြီးဒေါ်မြိုင်းကိုမျက်ရည်ပြကစပွဲဝိုင်းကနေထွက်ခွာလာခဲ့ပါလေ။သူမရဲ့ရင်တွေဟာတတဲထိတ်နဲ့ခုန်လို့နေပါတယ်။ဒီညမှာကြော်ကဥယျာဉ်ဟောင်းတွေကရေကန်နားမှာစောင့်နေမယ်လို့သူမကိုသတင်းပေးထားခဲ့တာ哦။ညအမောင်ကနန်းတော်ဥယျာဉ်ကိုလွှမ်းမိုးထားပြီးမြဲလမင်းရဲ့အယောင်ဖြတ်တော်ကလမ်းပြလို့ပေးနေပါတယ်တဲ့။စန်နီလေးဟာသူမရဲ့တုံမြဝိယုံရှိကြီးကိုမနှင်းမရအောင်မပြီးတိတ်တဆိတ်နဲ့ထွက်ခွာလာခဲ့တယ်။ညငယ်တို့ရဲ့အော်တန်ကလွဲလို့ပဝင်းချင်ကြီးတစ်ခုလုံးတိတ်ဆိတ်လို့နေပါတယ်တဲ့ကွယ်။ရေကန်နားကိုရောက်တဲ့အခါအရေးတစ်ခုကိုသူမတွေးလိုက်ရတယ်။အကိုကြော်လာရင်စန်နီရဲ့တုံးညင်းတဲ့ခေါ်တန်လေးကြောင့်အရေးကလေးဟာလှည့်ကြည့်လာပါတယ်။သူကတော့ကြော်ပါ။သူဟာနန်းတော်အပြင်ကစင်ရသားလေးတစ်ယောက်ဖြစ်တဲ့အတွက်နန်းတော်ထဲမှာဒီအချိန်ထိရှိနေတာဟာအသက်အန္တရာယ်ရှိတဲ့အလုံးဆိုတာသူသိလို့နေပါတယ်တဲ့။ဒါပေမဲ့စန်နီလေးကိုတွေ့ကျင်တဲ့စိတ်ကကြောက်စိတ်ထပ်ပူနေခဲ့တာကိုမင်းသမီးလေးလာမယ်လို့ကျွန်တော်မျိုးမထင်မိဘူးကျွန်တော်မျိုးစောင့်နေတာကြာပြီမင်းသမီးလေးရဲ့ကြကြဝါခေါင်းကုံငုတ်ပြီးပြောလိုက်ပေမဲ့စနီယာသူ့ရဲ့လက်ကိုခပ်ဖွားဖွားလေးလှမ်းကင်လိုက်ပါတယ်ဒီလိုနေရာမျိုးမှာကျမကိုမင်းသမီးလေးလို့မခေါ်နဲ့လို့ပြောထားတယ်မဟုတ်လားကိုစန်နီလိုပဲခေါ်ပါနော်စန်နီရဲ့မျက်ဝန်းတွေကလိုက်အောင်မှာတောက်ပါလို့နေပါတယ်တဲ့ကြကြဟာသူမကိုငေးကြည့်ရင်တပြင်းတစ်ချက်ကိုအသာချလိုက်မိတယ်စန်နီရဲ့အကိုတို့ရဲ့အခြေအနေကကောင်းကင်နဲ့မြေကြီးလိုကွာခြားနေတာပါအကိုကတာမန်ဥယျာဉ်မှုလေးတစ်ယောက်စန်နီကတိုင်းပြည်တစ်ပြည်လုံးကအားကြရတဲ့မင်းသမီးလေးတစ်ပါးအကိုဆိုရင်နာကအကိုကြောင့်စန်နီဓာတ်ခွာရောက်မှာကိုပဲချစ်မိသွားပြီဆိုကြရဒုက္ခတွေကိုစန်နီမကြောက်တော့ဘူးအကိုခမဲတော်ကကျမကိုတခြားမင်းသားတစ်ပါးနဲ့လက်ထပ်ပြီးဖို့စီစဉ်နေပြီကျမဘာလုပ်ရမလဲယင်စန်နီလေးရဲ့အတန်တွေကတုံရီလာပြီးမျက်ရည်တွေကပါးပြင်ပေါ်ကိုစီးကြလာပါတော့တယ်။တော်ကသူမလေးရဲ့မျက်ရည်တွေကိုကြမ်းတမ်းပေမဲ့နှွေးထွေးရဲ့သူ့ရဲ့လက်တွေနဲ့အသားအရာတုပ်ပေးလိုက်ပါတယ်။စန်နီလေးသာကိုတကယ်ချစ်ရင်အကိုဘယ်တော့မှလက်တွေဖြုတ်မှာမဟုတ်ဘူး။ဒါပေမဲ့အကိုတို့ရှေ့ဆက်ရမယ့်လမ်းကအရန်ခက်ခဲလိမ့်မယ်နော်။နန်းတော်ရဲ့စီကံတွေခမဲတော်ကြီးရဲ့အမိန့်တွေကိုကြော်ဖြတ်ဖို့ဆိုတာကျမအသိရှိပါတယ်အကိုရဲ့ဒီရွှေနန်းတော်ကြီးထဲမှာဂုံထွက်တွေနဲ့မွန်းချက်နေရတဲ့အကိုနဲ့အတူတူဝါရဲလေးထဲမှာဖြစ်အေးချမ်းနဲ့နေချင်တာပါတကြွာစန်နီကိုသူ့ရင်ခွင်နဲ့အသားအရာဆွဲသွင်းလိုက်ပါတယ်တဲ့လာမင်းကြီးဟာသူတို့နှစ်ယောက်ရဲ့ဂတိစကားတွေကိုတက်တည်အဖြစ်စောင့်ကြည့်နေတယ်လို့ပါပဲတဲ့ကွယ်ဒါပေမဲ့သူတို့မသိတာကဥယျာဉ်တွေကသူ့ပင်ရိပ်တစ်ခုရဲ့အနောက်မှာအရေးတစ်ခုဟာသူတို့ကိုစောင့်ကြည့်နေခဲ့တယ်ဆိုတာပါပဲအဲ့ဒီအရေးကဒေါသတကြီးနဲ့လက်သီးကိုကြစ်ပါအောင်ဆုပ်ထားလိုက်ပါတယ်။မနှက်ပြန်ဆိုရင်အခြေအနေတွေအများကြီးပြောင်းလဲသွားနိုင်နေစမ်းနီ။ကို့ယုံကြည်ထားပေးပါနော်။ကြကြဟာသူမရဲ့နှကူးလေးကိုအသားအရနမ်းလိုက်ပါတယ်။စန်နီလေးနန်းဆောင်ကိုပြန်ရောက်လာတဲ့အခါဒေါ်မြိုင်ကစိုးရင်တကြီးနဲ့စောင့်ကြည့်လို့နေတယ်။မင်းသမီးလေးဘယ်တွေသွားနေရလဲ။အရှင်မင်းကြီးကမင်းသမီးလေးကိုရှာခိုင်းနေတာ။ပြီးတော့ဥယျာဉ်ဆောင်တက်သားတွေကတစုံတယောက်ကိုတွေ့လိုက်တယ်လို့သတင်းပို့ထားတယ်မင်းသမီးလေးရဲ့ဒေါ်မြရဲ့စကားကြောင့်စန်ဒီရဲ့နှလုံးသားလေးဟာအေးဆက်သွားရပါတယ်တဲ့သူတို့ရဲ့လှုပ်ဝက်ချက်ဟာပေါက်ကြားသွားခဲ့ရလား
မနှက်ဖြန်ရဲ့နေဝင်းဟာသူတို့အတွက်အလင်းရောင်ကိုယူဆောင်လာပြီးမှလားဒါမှမဟုတ်ပိုပြီးမောင်မိုက်တဲ့ကံကြမ္မာကြီးကိုယူဆောင်လာတော့မလားဆိုတာစန်ဒီလေးတွေးရင်စိတ်ပူရပါတယ်။နန်းတော်ကြီးရဲ့မနှက်ခင်ဟာပုံမှန်အတိုင်းဆိုရင်ငှက်ကလေးတွေနဲ့တေးတန်တွေအတူတရားလှပလို့နေခဲ့တာပါ။ဒါပေမဲ့ဒီနေ့ရဲ့နနက်ခင်ကတော့စန်ဒီလေးအတွက်ထူးထူးခြားခြားကိုအေးဆက်လွန်နေပါတယ်။ညကအထိန်တော်ကြီးတော်မြိုင်ပြောခဲ့တဲ့စကားတွေကြောင့်စန်ဒီလေးတညလုံးအိမ်မပြောခဲ့ရပါဘူးတဲ့ကွယ်။မျက်လုံးကိုမိတ်လိုက်တိုင်းကိုကြော်ဘေးကင်းမလားဆိုတဲ့စိုးရိမ်စိတ်တွေကပဲကြီးစိုးလို့နေခဲ့တာပါတယ်ကွယ်။သမီးတော်အရှိမင်းကြီးကနီလာခံသပင်ပြီးတာနဲ့သမီးတော်ကိုအခုချက်ချင်းလာခဲ့ဖို့မိန့်ကြားထားတယ်။နန်းရွက်စေခံမရဲ့အတန်ကြောင့်စနီးရဲ့ရင်ထဲမှာဒိတ်ခနဲဖြစ်သွားရတယ်။သူမဟာရင်တုံနဲ့ပဲခမဲတော်ရှိရာနန်းဆောင်စီကိုရှောက်လာခင်မိပါတယ်တဲ့ကွယ်။လမ်းလျှောက်မှာတော့တွေ့ရတဲ့နန်းတွင်စစ်တီတွေရဲ့အကြည့်တွေကလည်းအရင်လိုမဟုတ်ပဲတမျိုးကြီးဖြစ်လို့နေသလိုပါပဲတဲ့ကွယ်။နန်းဆောင်ထဲကိုရောက်လာတဲ့အခါမှာတော့အရှင်မင်းကြီးဟာပလင်ထက်မှမျက်နှာတော်ညှို့ညို့နဲ့ထိုင်နေတာကိုတွေ့လိုက်ရတယ်။ဘေးနားမှာတော့ကံမောစာတိုင်းကမြင်းသားစစ်ခွန်သားလည်းရှိလို့နေတယ်။စန်နီရဲ့နှလုံးသားလေးဟာအေးဆက်သွားရပါတယ်တဲ့ကွယ်။ညကဥယျာဉ်ထဲမှာသူတို့နှစ်ယောက်ကိုချောင်းကြည့်နေခဲ့တာတခြားသူမဟုတ်ပဲဒီမင်းသားပဲဖြစ်ရမယ်လို့စန်နီလေးရိပ်မိလိုက်ပါတော့တဲ့ကွယ်။သမီးတော်စန်နီနင့်ကိုငါကတိုင်းပြည်ရဲ့အညွတ်အဖူးဆိုပြီးအဖိုးတန်ရတနာတစ်ခုလိုပြိုစုပြောထောင်ခဲ့တာဒါပေမဲ့နင်ကတော့နန်းတို့ရဲ့ဂုံတိတ်ခါကိုမြေကြီးနဲ့လဲပစ်ဖို့ကြံစီနေတာလားအရှင်မင်းကြီးရဲ့အတန်ဟာနန်းဆောင်တစ်ခုလုံးဟိမ့်ထွက်သွားစေပါတယ်တဲ့စန်ဒီလေးလည်းကြောက်ရွံ့လွန်လို့ပြန်မြင့်ပေါ်မှာဒူးထောက်ချမိလိုက်ပါတယ်တဲ့ခမဲတော်သမီးတော်တောင်းမှန်ပါတယ်သမီးတော်ဘာမှခဲ့လို့လဲဘာမှခဲ့တယ်လဲဟုတ်သလားညာကဥယျာဉ်ထဲမှာဟိုနှိမ့်ကြတဲ့ဥယျာဉ်မှုနဲ့နေပါတွေဂရီးခွေပြစ်ခွဲတယ်ဆိုတာငါအကုန်ကြားသိပြီးငါရဲ့သမီးတော်ကစင်ရဲသားတယောက်နဲ့ခိုးရလိုက်ဖို့ဒီကြက်စီရဲတယ်ပေါ့လေဇန်နီလေးရဲ့မျက်ဝန်းတွေကမျက်ရည်တွေဟာထိမ့်မရပဲပို့ပို့ပေါက်ကြလာပါတော့တယ်သူမလေးဟာမင်းသားစစ်ခွန်သားကိုလှမ်းကြည့်ပြီးတော့သူ့ရဲ့မျက်နှာဟာအောင်နိုင်သူတယောက်လိုအပြုံးမျိုးကိုတွေ့လိုက်ရပါတယ်တဲ့ခမဲတို့ရေမြစ်တာဆိုတာအစစ်အတန်းနဲ့မဆိုင်ပါဘူးချောချောကလူရိုးသားလေးပါသူကျမကိုဘာမှအမှမလုပ်ခဲ့ပါဘူးအားလုံးကကျမရဲ့လူဆန္ဒတွေမှာခမဲတော်ရေတော်စမ်းအခုချက်ချင်းအဲ့ဒီကောင်ကိုဖမ်းဆီးပြီးထောင်ထဲကိုထည့်ထားလိုက်မယ်မနှက်ပြတ်မနှက်မှာသူ့ကိုသေတံပေးဖို့ငါအမိန့်ချမယ်ချောချောကိုသေတံပေးတော့မယ်ဆိုတဲ့စကားကိုကြားလိုက်ရတဲ့အခါမှာတော့စန်နီလေးရဲ့ကဘာကြီးပြူသွားတယ်လို့ခံစားလိုက်ရပါတယ်တဲ့သူမဟာခမဲတော်ရဲ့ခြေရင်းကိုပြေးဖက်ပြီးငိုယိုတောင်းမှန်มาတော့တယ်မလုပ်ပါနဲ့ခမဲတော်ရေချောချောကိုမတတ်ပါနဲ့ तू ကဘာအပြစ်မှမရှိပါဘူးခမဲတော်အလိုရှိတဲ့မင်းသားနဲ့ကျမလက်ချက်ပါမယ်ခမဲတော်ခိုင်းသမျှလေကျမလုပ်ပါမယ်ချောချောရဲ့အသက်ကိုတော့ချမ်းသာပေးပါခမဲတော်ကြီးရဲ့ဇန်နီလေးရဲ့ငိုယိုတန်းဟာနန်းဆောင်တစ်ခုလုံးမှာကြေကွဲစရာကောင်းလောက်အောင်လွန်ပြန်လို့နေပါတယ်မင်းသားစစ်ခွန်သားကတော့အေးအေးဆေးဆေးပဲထိုင်ကြည့်နေစေပါကောင်းပြီနင်္ဂရီကိုနင်တီးရမယ်လာမယ်လားပြည့်နေမှာမင်းသားစစ်ခွန်သားနဲ့နေလက်ချက်ရမယ်အဲ့ဒီအချိန်ထိဟိုကောင်ကငါအကျဉ်းချထားမယ်နင်သာဂရီဖောက်ဖြတ်ခဲ့ရင်တော့အဲ့ဒီကောင်ရဲ့ခေါင်းဟာနန်းတော်တကားဝမှာချိတ်ဆွဲခံရလိမ့်မယ်နော်စန်ဒီလေးဟာနန်းဆောင်တွေကနေအားအင်ကုန်ခန်းစွာနဲ့ထွက်လာခဲ့ပါတယ်သူမရဲ့ရင်ထဲမှာနာကျင်မှုတွေကအတော်မတတ်နိုင်ခဲ့ပါဘူးတဲ့ကွယ်သူမကိုအသက်ထက်မကချစ်တဲ့ကြော်ဟာအခုတော့မှောင်မိုက်တဲ့ထောင်ထဲမှာဒုက္ခရောက်နေရပြီလေသူမရဲ့အချစ်တွေကြောင့်သူမရဲ့အသက်ဟာအနေရဖြစ်ရတာမဟုတ်လားအကိုရဲ့ကျမကြောင့်အကိုဒီလိုဖြစ်နေရတာပါလားညနေခင်းရဲ့နေဝင်ချိန်ကိုကြည့်ရင်စနီလေးရဲ့စိတ်ထဲမှာအစီအစဉ်တစ်ခုကိုတိတ်တဆိတ်စဉ်းစားလိုက်ပါတယ်တဲ့သူမလေးဟာဒီအတိုင်းတော့လက်လျှော့မှာမဟုတ်ပဲသူမလေးရဲ့အချစ်ကိုကာကွယ်ဖို့အတွက်နောက်ဆုံးတစ်ခေါက်စူးစမ်းကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်တဲ့ဒါပေမဲ့အဲ့ဒီစူးစမ်းမှုတွေကသူမလေးရဲ့အသက်ကိုပါပေးရမလားဆိုတော့သူမလေးကိုယ်တိုင်တော့မသိခဲ့ပါဘူးတဲ့ကွယ်ချစ်သူနှစ်ယောက်ရဲ့ကြားကဂရိစကားဟာတေမင်းရဲ့တကားဝကိုတော့ကြော်ဖြတ်နိုင်လောက်တဲ့အထိအားအင်ရှိတယ်ဆိုတာခမဲတော်ကတော့သိမှာမဟုတ်ပါဘူးနန်းတော်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေတဲ့တကောင်ရံအချိန်စန်နီလေးဟာသူမရဲ့တောက်ပါတဲ့မင်းသမီးဝတ်စုံတွေကိုချွတ်ပြီးအစေခံတယောက်ရဲ့ရိုးရှင်းတဲ့အဝတ်အစားတွေကိုအလဲအလှယ်ပြုလိုက်ပါတယ်သူမလေးရဲ့ဇန်နွယ်ရှိရှိတွေကိုအဝတ်တစ်ခုနဲ့အသေးအချာစီးနှောင်လိုက်ပြီး
မျက်နှာကိုလည်းအနှဲငယ်ဖုံးအုပ်လိုက်တယ်။သူမလေးရဲ့လက်ချဲမှာတော့အထိန်တော်ကြီးဒေါ်မြိုင်ခိုးယူပေးထားတဲ့ထောင်တော့တွေလေးကိုချစ်ချစ်ပအောင်စုပ်ကင်ထားပါရဲ့ကွယ်။မင်းသမီးလေးရဲ့မတော်ပါနဲ့လားအဖမ်းခံရရင်အသက်အန္တရာယ်ရှိတယ်နော်။ဒေါ်မြိုင်ဟာတိုးတိုးလေးတားချပြီးမြစနီးရဲ့မျက်ဝန်းတွေကတော့ပြတ်သားလိုနေပါရဲ့တဲ့။ကျမကြောင့်အကိုကျော်အသက်ခံရမှာထက်ကျမအသက်ပေးရတာပိုပြီးတမိုးရှိပါတယ်ထိန်တော်ကြီးရဲ့ကျမကိုယုံကြည်ပေးပါ။စနီးလေးဟာနန်းဆောင်ရဲ့နောက်ပေါက်ကနေတိတ်တဆိတ်ထွက်လာခဲ့ပါတယ်။နန်းတော်အောက်ခြေမှာရှိတဲ့မြေတိုက်အတင်းတောင်စီကိုသွားတဲ့လမ်းကမှောင်အတီးချလို့နေတယ်။ကင်းလှည့်နေတဲ့စစ်တီတော်တွေရဲ့ခြေတံတွေကိုကြားရတိုင်းသူမရဲ့နှလုံးသားကြီးကတဒုံဒုံနဲ့ခုန်ထွက်မတက်ဖြစ်လို့နေတယ်။နေရန်တွေကိုမှီပြီးအသက်ရှူကိုအောက်ထားရင်စစ်တီတွေကြော်သွားမှတဖြည်းဖြည်းချင်းရှေ့ဆက်ခဲ့ရပါရဲ့တဲ့ကွယ်။အကျဉ်းတော်တကားဝကြီးကိုရောက်လာတဲ့ခါမှာတော့ကင်းဆောင်နေတဲ့စစ်တီနှစ်ယောက်ကငိုက်မြင်းနေတာကိုတွေ့လိုက်ရတယ်။ဒါဟာသူမလေးအတွက်ဖျားပေးတဲ့အခွင့်အရေးတစ်ခုပါပဲတဲ့ကွယ်။စနီလေးလည်းအတန်မထွက်အောင်ခြေပြားထောက်ပြီးတော့ကလောက်စီကိုတိုးသွားခဲ့တယ်။တော့ခွင်းတန်ကြောက်ကနေမြည်သွားတဲ့ချိန်မှာစနီလေးရဲ့တကိုယ်လုံးတုန်တက်သွားပေမဲ့ကံကောင်းစွာနဲ့စစ်တီရော်တွေကတော့နိုးမလာခဲ့ပါဘူးတဲ့ကွယ်။မြေတိုက်ထဲကိုဆင်းသွားတဲ့လေကားတွေဟာဆိုးဆွတ်ပြီးအေးဆက်လွန်လာပါတယ်။အထဲကိုရောက်လေညှော်နှံ့တွေနဲ့အနံ့ဆိုးတွေကမောကျလာလေပါတယ်တဲ့ကွယ်အစုံတကအခန်းလေးထဲမှာတော့ခြေချင်းဝတ်တွေနဲ့ချီနှောင်ခံထားရတဲ့လူသားတယောက်ကိုတွေ့လိုက်ရတယ်အကိုစနီးရဲ့တိုးညင်းတဲ့ခေါ်တန်းကြောင့်နေရန်ကိုမှီပြီးငိုက်နေတဲ့ကြောဟာလက်အနိုးလိုလာပါတယ်စနီးမင်းသမီးလေးဒီကိုဘလို့ဖြစ်ပြီးရောက်လာတာလဲအနေရမြန်လိုက်တာကွာကြောကအန်အားတင်တုံလို့စွာနဲ့ထားရက်ဖို့ကြိုးစားပေမဲ့ခြေချင်းတန်တွေကကြောင်နဲ့မြည်သွားခဲ့တယ်။စနီယာသူ့စီကိုပြေးသွားပြီးမျက်ရည်တွေကြားကပဲတော့တွေကိုဖွင့်ပေးလိုက်ပါတော့တယ်။မေးမနေပါနဲ့တော့အကိုရဲ့အခုချက်ချင်းဒီခါနေထွက်သွားရမယ်။ခမဲတော်ကအကိုကိုတတ်ဖို့အမိန့်ချထားတယ်။မြို့ပြင်ကတောအုပ်ထဲမှာမြင်းတစ်ကောင်လည်းအစင်းစင်းရှိတယ်။အကိုအဝေးကိုပြေးပါတော့နော်။ကြောဟာစနီယာလက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်လိုက်ပါတော့တယ်။ဟဲ့အင်းစနီစနီကိုထားပြီးကျွန်တော်တယောက်တည်းမပြေးနိုင်ဘူးစနီပါလိုက်ခဲ့မှဖြစ်မယ်ကျွန်တော်တို့နှစ်ယောက်အတူဒီလောင်အိမ်ကြီးတဲ့ကနေရုံထွက်ရအောင်နော်စနီခဏတော့တွန်းဆုပ်လို့သွားပါရဲ့တဲ့မင်းသမီးလေးတစ်ပါးအနေနဲ့နန်းတော်ကိုစွန့်ရမှာကကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုလေဒါပေမဲ့သူမကကြောရဲ့မျက်လုံးတွေကိုကြည့်လိုက်တဲ့အခါအဲ့ဒီမျက်လုံးတွေထဲမှာသူမအတွက်အချစ်တွေနဲ့နှွေးထွေးမှုတွေပြည့်လျံနေတာကိုတွေ့လိုက်ရပါတယ်တဲ့ကောင်းပြီလေကိုကျမလိုက်ခဲ့မယ်ဘလို့ဒုက္ခမျိုးပဲဖြစ်ဖြစ်အကုန်နဲ့အတူရင်ဆိုင်မယ်သူတို့နှစ်ယောက်ဟာလက်ချင်းစိတ်ပြီးအကျဉ်းဆောင်တွေကနေတိတ်တဆိတ်ထွက်လာခဲ့ပါတယ်ဒါပေမဲ့သူတို့နန်းတော်ကြီးရဲ့ဒကမကြီးစီကိုမရောက်ခင်ပါပဲကောင်းကင်ယံမှာမီရှူမီပန်းတွေတက်လာပြီးခရမှုတ်တန်နေဟိန်ထွက်လာပါတော့တဲ့ကွယ်အကျဉ်းသားထွက်သွားပြီဟေ့မင်းသမီးလေးပါပျောက်နေတယ်အမြန်ချချဆန်းစစ်တီတော်တွေရဲ့အော်ဟစ်တန်တွေနဲ့အတူမီတို့ရောင်တွေကနန်းတော်ဝင်းကြီးတစ်ခုလုံးလင်းထိန်သွားစေပါတယ်စန်နီနဲ့ကြောတို့ထွက်ပြေးမှုဟာအစမှရင်အဟန့်အတားဖြစ်ခဲ့ရပါပြီတဲ့ကွယ်ကကိုဟိုဘက်ကနေသွားရအောင်စန်နီကကြောကိုဆွဲပြီးအမှောင်ရိပ်တွေကြားတွေကိုအပြေးလေးဝင်သွားခဲ့ပါတယ်တဲ့သူတို့နောက်မှာတော့စစ်မြင်းတန်တွေနဲ့လက်နက်တန်တွေကထက်ကြက်မကွာလိုက်ပါလာပါတော့တဲ့ကွယ်မိုးမောင်ချလုံးနေတဲ့တောအုပ်ကြီးထဲမှာတော့စန်နီနဲ့ကြောတို့ဟာအသက်လူပြီးပြေးနေကြရပါတယ်တစ်ကိုင်း6တွေကစန်နီရဲ့နှုတ်နယ်တဲ့အသားအရည်တွေကိုချစ်မိနေပေမဲ့သူမနာကျင်မှုကိုမခံစားမိတော့ပါဘူးတဲ့။သူမရဲ့နောက်နာကနေကပ်ပါလာတဲ့စစ်တီတော်တွေရဲ့ရင်းခွတန်တွေနဲ့ခွေးဟောင်တန်တွေကပဲသူမကိုပိုးပြီးထိတ်လန့်လို့စေပါတယ်။စန်နီအကိုလက်ကိုတင်းတင်းကင်ထားခဏပဲခံစားအောင်နော်။ဟိုးရှင်ကဂုံလေးတွေကိုရောက်ရင်အကိုလိုလွတ်ပြီးတတော်ကစန်နီရဲ့လက်ကိုဆွဲပြီးထုံတွေကြားထဲကနေတိုးထွက်ခဲ့ပါတယ်တဲ့။သူတို့နှစ်ယောက်စလုံးလဲမောဟိုင်နေပြီးအသက်ရှူတန်တွေကလည်းပြင်းထန်လို့နေပါရဲ့တဲ့ကွယ်စန်နီလေးရဲ့တော်ဝင်အဝတ်အစားတွေကလည်းရှင်တွေတိရွက်တွေပေးချနေပြီးမင်းသမီးတစ်ပါးနဲ့တော့မတူတော့ပါဘူးတဲ့ကွယ်ဒါပေမဲ့သူမရဲ့မျက်လုံးတွေထဲမှာတော့ကြော်နဲ့အတူရှိနေရလို့ပျော်ရွှင်တဲ့အရေးအယောင်တွေရှိနေသေးပါအကိုရဲ့ကျမမောလာပြီခဏလောက်နားလို့မရဘူးလားယင်စန်နီလေးဟာပြောရင်းနဲ့မျက်ခင်းပေါ်ကိုလဲကြမလို့ဖြစ်သွားပါတယ်တဲ့ကြော်လည်းအမြန်ပဲသူမကိုဖမ်းထိန်ပေးလိုက်ပြီးတပင်အိုကြီးရဲ့အရေးအောင်မှာအตาရာချပေးလိုက်ပါတယ်တဲ့စိတ်အေးထားပါစနီကိုစန်နီကိုဘသူလက်ထဲမှာအပမခံနိုင်ဘူးကိုအသက်ရှိနေသူစန်နီကိုကောက်ွယ်ပေးသွားမှာနော်
ကြောကစနီးရဲ့နှစ်ဖူးပေါ်ကချွေးစာလေးတွေကိုသူ့ရဲ့အင်ကြီးလက်နဲ့အသားအရတုတ်တင်ပေးလိုက်တယ်။အဲ့ဒီအချိန်မှာပဲအဝေးကနေမီးထုတ်ရောင်တွေဟာသူတို့စီကိုတပြေးပြေးနီးကပ်လာတာကိုတွေ့လိုက်ရပါတော့တယ်။ဟိုးမှာအရေးတကူတွေ့တယ်။အဲ့ဒီပကုံဝိုင်းကြစမ်းစစ်တီတော်ကြီးတွေရဲ့အော်တန်ကြောင့်ကြော်လေးမျက်နှာပြတ်သွားပါတယ်။သူတို့ပုံတဲ့နေရာကိုရန်သူတွေတိသွားကြပြီ။စနီဒီနေရာကနေအမြန်ထွက်မှဖြစ်မယ်။အကိုသူတို့ကိုလမ်းလွှဲပေးမယ်။စန်နီကဟိုးဘက်ကချောင်းတိုင်းလေးဆက်ပြေးနော်မဖြစ်ပါဘူးအကိုရဲ့မဖြစ်ပါဘူးကျမအကိုကိုထိုင်မသွားနိုင်ဘူးသင်ရင်လည်းအတူတူရှင်ရင်လည်းအတူတူပါပဲစန်နီဟာကြောရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကန်လိုက်ပါတယ်သူမရဲ့မျက်ဝန်းထဲမှာမျက်ရည်တွေဝဲနေပေမဲ့ဆုံးဖြတ်ချက်ကတော့ခိုင်မာလို့နေပါတယ်ကြောကစန်နီကိုငေးကြည့်ရင်ရှင်ထဲမှာစိုးနှစ်သွားရတယ်သူမဟာနန်းတော်ကစီးစိမ်တွေကိုစွန့်ပြီးသူ့ရဲ့နောက်ကိုလိုက်ခဲ့တာသူဘလို့မှတားလို့မရခဲ့ဘူးလေကောင်းပြီဒါဆိုရင်အကိုတို့အတူပြေးကြမယ်သူတို့နှစ်ယောက်ဟာချောင်းဘေးကကြောင်းဆောင်နေကြတဲ့ကိုဆင်းပြေးသွားကြပါတယ်တဲ့အဲ့ဒီအချိန်မှာပဲအနောက်ကနေမြားတစ်စင်းဟာလီတဲကိုတိုးထွက်လာပြီးကြောရဲ့ပခုံးကိုလာမှန်လိုက်ပါတော့တယ်အာကြောလဲသွားတဲ့အတွက်စန်နီလေးလဲလန့်ပြီးအော်မိသွားပါတယ်ဟဲအကိုဘာဖြစ်သွားတာလဲကြောဟာနာကျင်မှုတွေကိုအောင်ခံပြီးပြန်ထောက်ဖို့ကြိုးစားပေမဲ့သွေးတွေကတော့အင်ကြီးမှာရဲရဲနှီးသွားခဲ့ပါတယ်တဲ့။စန်နီလေးလည်းမျက်ရည်တွေချတဲ့ကကြောကိုတွဲကူဖို့စူးစမ်းနေပါတယ်။စစ်တီတွေဟာသူတို့နဲ့ပြီးအနေငယ်ကွာကိုရောက်လာကြပြီးအရှိမတော့မတ်ဆောက်လာတဲ့ကြောက်ကဘာကြီးတစ်ခုကစောင့်ကြိုလို့နေတယ်။မင်းသမီးလေးအခုချက်ချင်းလက်နဲ့ချပါအရှင်မင်းကြီးကမင်းသမီးလေးကိုအသက်ချမ်းသာပေးဖို့အမိန့်မှာထားပါတယ်။မင်းသားစစ်ခွန်သားရဲ့အေးဆက်တဲ့အတန်းဟာတောအုပ်ထဲမှာဟိန်ထွက်လို့လာပါတယ်။သူဟာမြင်းမော်ကနေဒေါသတကြီးနဲ့သူတို့နှစ်ယောက်ကိုငုံကြည့်လို့နေတယ်။မင်းသားရှင်ပါလို့ကျမတို့ကိုဟလောက်ထိနှောက်ရှက်ရတာလေ။ကျမရှင်နဲ့မလိုက်ဘူး။ကျမအကိုနဲ့ပဲတည်ရင်တည်ပါစေတော့။စန်နီလေးဟာကြောကိုဖတ်ထားရင်းနဲ့အော်ပြောလိုက်ပါတယ်။ကြောကစန်နီလေးရဲ့လက်ကိုစုပ်ကိုင်းသူမကိုထိုးထိုးလေးပြောလိုက်တယ်။စန်နီအကိုတို့မှလမ်းမရှိတော့ဘူး။ဒီရောက်တဲ့ခုံချရင်တော့လွတ်ရင်လွတ်မယ်။မလွတ်ရင်သေမှာပြီ။စန်နီရေရဲဝင်လုံးရသလား။စန်နီဟာကြောရဲ့မျက်လုံးတွေကိုကြည့်လိုက်တယ်။အဲ့ဒီမျက်လုံးတွေထဲမှာသူမအတွက်အဖြစ်တွေအပြည့်ရှိနေတာကိုမြင်လိုက်ရတဲ့အခါသူမကြောက်စိတ်တွေပြောက်ွယ်သွားပါတော့တယ်။အကိုရှိရင်စန်နီလည်းမချောက်ဘူး။တွားရအောင်အကိုသူတို့နှစ်ယောက်လက်ချင်းခိုင်မြဲစွာနဲ့ထိတ်လိုက်ကြပါတယ်တဲ့။မင်းသားစစ်ခွန်သားကဖမ်းကြစမ်းလို့អွန်လိုင်းတဲ့ချိန်မှာပဲစန်နီနဲ့ကြောတို့ဟာဓာတ်ကဘာအောက်ကမှောင်မိုက်တဲ့မြစ်ကြီးတွေကိုအတူတူခုန်ချလိုက်ပါတော့တယ်ကွယ်။မင်းသားစစ်ခွန်သားဟာဓာတ်ကဘာအစွန်းမှာရက်ပြီးမြေပြင်ကိုကြည့်ရင်ဒေါသတကြီးနဲ့မြေပြင်ကိုကန်လိုက်တယ်။မြေပြင်ကြီးရဲ့အေးစက်မှုကစန်နီရဲ့တကူလုံးကိုပါထုံကျင်းသွားစေပါတယ်။ခြေလိုင်းတွေကြားမှာသူမအသက်ရှူအားခတ်နေပေမဲ့လက်ထဲမှာစုပ်ကင်ထားတဲ့ကြောရဲ့လက်ကိုတော့လက်တော်မှမလွတ်ပေးဘူးလို့ဆုံးဖြတ်ထားမိရဲ့။သူတို့နှစ်ယောက်ဟာရေစည်းတန်တဲ့မြစ်ကမ်းပါအတိုင်းမျောပါလာခဲ့ရင်နောက်ဆုံးမှာတော့တောနက်တွေကတောင်မြေလေးတစ်ခုပေါ်တင်သွားခဲ့ပါတော့တယ်။အကိုနိုးပါအောင်အကိုရဲ့ကျမကိုမထားပါနဲ့ဟုတ်ဇန်နီလေးဟာမော်ဟိုင်းနေတဲ့ဂျာကပဲကြောရဲ့ရင်ဘက်ကိုထုရရင်ငိုရိုတောင်းပန်နေပါတယ်ကြောရဲ့ပခုံးကမြားထန်ရာတွေဟာသွေးတွေကတော့ရေထဲမှာမျောပါသွားလို့လားမသိအနှဲငယ်တော့တိတ်လို့နေပြီတဲ့ခဏအကြာမှာတော့ကြောဟာချောင်းဆိုရင်ရေတွေပြန်ထွက်လာပြီးမျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လာပါတယ်တဲ့ဇန်နီအကိုတို့မတည်ဘူးလားယင်မတည်ဘူးအကိုကျမတို့လွတ်မြောက်ခဲ့ပြီဒါပေမဲ့အခုထန်ရာကြီးကစန်နီဟာပြောရင်းနဲ့သူမရဲ့ဝတ်စုံအောင်နာကိုအစာအနှလေးတွေဖြစ်အောင်ဆွဲဖြတ်လိုက်ပြီးကြောရဲ့တရားကိုတည်တည်ချာစီးနှောင်ပေးလိုက်ပါတယ်။အခုတော့မင်းသမီးလေးစန်နီမဟုတ်တော့ပါဘူး။ချစ်သူအတွက်ဘာမဆိုလုပ်ပေးနိုင်တဲ့ရဲရဲနဲ့အမျိုးသမီးတယောက်ဖြစ်လို့နေခဲ့ပါပြီတဲ့။သူတို့နှစ်ယောက်ဟာတော်လန်လေးအတိုင်းအားယူပြီးရှောက်လာခဲ့ကြပါတယ်။မိုးတောက်ရန်အလင်းအောင်ဖြော့ဖြော့လေးမှာဟိုးအဝေးကရွာငယ်လေးတရွာကိုလှမ်းမြင်လိုက်ရပါတယ်တဲ့။အဲ့ဒီရွာကလေးဟာနန်းတော်နဲ့တိတ်ကိုဝေးကွာလွန်လာပါတယ်။ဒီနေရာမှာဆိုရင်တော့သူတို့ကိုဘယ်သူမှလာရှာမှာမဟုတ်တော့ဘူးလို့စန်နီလေးမျှော်လင့်မိပါတယ်တဲ့အကိုဟိုးရွာနာလေးမှာကျမတို့ခဏနားရအောင်နော်သူတို့ရွာထဲကိုရောက်လာတဲ့အခါရိုးသားတဲ့ရွာသူရွာသားတွေကသူတို့ကိုနှွေးထွေးစွာနဲ့ကြိုဆိုကြပါတယ်သူတို့နှစ်ယောက်ဟာနန်းတော်ကထွက်ပြေးလာတဲ့သူတွေမှဘယ်သူမှမရိပ်မိကြပါဘူးတဲ့ကွယ်ကြောဟာသူ့ရဲ့ကြံရှိတဲ့အင်အားတွေကိုတုံးပြီးရွာသားတွေကိုကူညီပေးတယ်။ဇန်နီကတော့ရွာကအမျိုးသမီးတွေစီကနေအိမ်မှုကိစ္စတွေတင်ယူပြီး
ရိုးရိုးရှင်းရှင်းလေးနဲ့ဘဝကိုနေထိုင်ခဲ့ကြပါရဲ့တဲ့ဒီလိုနဲ့တလားလောက်ကြာသွားတဲ့အခါစနီလီရဲ့ရင်ထဲမှာအေးချမ်းမှုကိုစတင်ခံစားလိုက်ရပါတယ်တဲ့နန်းတော်တွေကရွှေလင်ပန်းနဲ့ထမင်းထက်ကြော်ရှာဖွေကျွေးမွေးတဲ့တောဟင်းလေးတစ်ခွက်ကသူမအတွက်ပို့ပြီးမင်းရှက်နေခဲ့တာပါရဲ့ကွယ်ဒါပေမဲ့ကံကြမ္မာကြီးကသူမတို့ကိုဒီလိုအေးအေးချမ်းချမ်းပြီးမနေခဲ့ပါဘူးဒီနေ့မှာတော့ရွာထဲကိုနန်းတွင်စစ်တီတွေရောက်လာတယ်ဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်စနီလီရဲ့ရင်ထဲမှာတော့ထိတ်လန့်သွားရပြန်ပါတယ်အကိုကျမတို့သူတို့ထက်လာရှာပြီးထင်နေစိုးရိမ်မနေရောစန်နီဒီတစ်ခါတော့အကိုဘသူ့ကိုမှရှုံးပေးမှာမဟုတ်ဘူးစန်နီကိုကောက်ခွဲဖို့ကိုအစင်သင့်မယ်ကြုံဟာလေလောက်တဲ့ဓမ္မကြီးကိုကင်ပြီးအိမ်ရှိမှမမရနေလိုက်ပါတယ်စစ်တီတွေအိမ်ရှိကိုရောက်လာတဲ့ခါမှာတော့ဦးဆောင်လာသူကမင်းသားစစ်ခွန်သားမဟုတ်ပဲအထိန်တော်ကြီးဒေါ်မြိုင်ဖြစ်နေတာကိုတွေ့လိုက်ရလို့စန်နီလေးအံ့အားသင့်လို့သွားပါရဲ့တဲ့ကွယ်သမီးတော်မင်းမီလေးဒေါ်မြိုင်ဟာမြင်မြင်ချင်းပဲပေးဖြတ်ပြီးငိုပါတော့တယ်တဲ့အထိန်တော်ကြီးဘာဖြစ်လို့လဲဟင်သမီးတော်ကိုဖမ်းဖို့လာတာလားမဟုတ်ပါဘူးသမီးတော်ရဲ့အရှင်မင်းကြီးနာမကျန်းဖြစ်လို့နေပါတယ်သမီးတော်ပျောက်သွားကြတဲ့ကစိတ်ထိခိုက်ပြီးအိပ်ရတယ်လဲနေခဲ့တာအခုအရှင်မင်းကြီးကသမီးတော်လေးကိုပြန်လာဖို့တောင်းပန်ခံလိုက်ပါတယ်ကြော်ကိုလည်းအရှင်မင်းကြီးကခွင့်လွှတ်ပေးလိုက်ပြီသမီးတော်ရဲ့ဒေါ်မြိုင်ရဲ့စကားကြောင့်စန်နီနဲ့ကြော်တို့တရားကိုတရားကြည့်လိုက်မိကြပါတယ်လေကျမပြန်လိုက်ခဲ့ရင်အကိုဘလို့တတ်မှတ်ကြမှာလဲအရှင်မင်းကြီးကပြောပါတယ်သမီးတော်ရဲ့ပြောရှင်မှုကသာတိုင်းပြည်ရဲ့ဂုဏ်သိက္ခာထက်ပိုအရေးကြီးတယ်ဆိုတာကိုအခုမှနားလည်သွားခဲ့တာတဲ့ကြော်ကိုလည်းသမီးတော်လေးရဲ့ကျင်ရတော့အဖြစ်တတ်မှတ်ပြီးဖို့သဘောတူလိုက်ပြီစန်နီလေးရဲ့ပါပြင်ပေါ်မှာဝမ်းသာမျက်ရည်တွေစီးချလို့လာပါတယ်စန်နီနဲ့ကြော်တို့ဟာနန်းတော်ကြီးစီကိုပြန်ရောက်လာတဲ့ခါမှာတော့အရင်ကားလိုကြောင်ရုံစိတ်တွေနဲ့မဟုတ်ဘဲတရားကိုတရားယုံကြည်အားကိုးတဲ့လက်တွဲပေါ်တွေအဖြစ်နဲ့ဝင်ရောက်လာခဲ့ကြပါတယ်တဲ့နန်းတော်ကြီးရဲ့ဒကမကြီးပွင့်သွားတဲ့ခါမှာတော့အရင်ကားလိုလက်နက်ကင်စစ်သည်တွေကရန်လိုတဲ့အကြည့်တွေနဲ့စောင့်ကြိုနေတာမျိုးမဟုတ်ဘဲအားလုံးကခေါင်းငုံအယိုသေးပေးနေကြတာကိုတွေ့လိုက်ရတယ်သမီးတော်လာပါအရှင်မကြီးစောင့်လို့နေပါတယ်ဒေါ်မြန်ရဲ့လမ်းပြမှုနဲ့အတူသူတို့နှစ်ယောက်ဟာခမဲတော်ရဲ့အိတ်ဆောင်တွေကိုဝင်လာခဲ့ကြတယ်။အရာပေါ်မှာနာမကျန်းဖြစ်နေတဲ့အရှင်မင်းကြီးဟာစန်နီလေးကိုမြင်လိုက်ရတဲ့အခါမှာတော့မျက်ဝန်းမှာဝမ်းသာမျက်ရည်တွေဝဲတက်လာပါတော့တယ်ကွယ်။သမီးတော်နားလေပေးပါ။ငါဟာဘရင်တယောက်အနေနဲ့တိုင်းပြည်ရဲ့တိတ်ခါကိုငဲ့ရတယ်လို့အဖေတယောက်အနေနဲ့လည်းသမီးတော်ကိုအကောင်းဆုံးတွေပဲပေးခြင်းခဲ့တာ။ဒါပေမဲ့အဲ့ဒီအကောင်းဆုံးဆိုတာတွေကသမီးတော်အတွက်ငရဲတစ်ခုဖြစ်နေမယ်ဆိုတာငါကိုတော့မသိခဲ့ဘူးခမဲတော်ရဲ့သမီးတော်ကိုခွင့်လွှတ်ပါသမီးတော်ခမဲတော်ကိုစိတ်ဆင်းရောင်လုပ်ခဲ့မိပါတယ်ဇန်နီလေးဟာခမဲတော်ရဲ့လက်ကိုဆုပ်ကပြီးငိုယိုတောင်းပန်နေမိတယ်ကြော်ဟာလည်းအရှင်မင်းကြီးရဲ့ခြေရင်းမှာဒူးထောက်ပြီးအယိုအသေးပေးလိုက်ပါတယ်ကြော်မင်းဟာစင်ရသားတယောက်ဖြစ်ပေမဲ့မင်းရဲ့စိတ်ထားကတော့တော်ဝင်မင်းသားတစ်ပါးထထောင်ပိုးပြီးရဲရင်ပါတယ်ငါသမီးတော်ရဲ့အသက်ကိုကာကွယ်ပေးခဲ့တဲ့အတွက်မင်းကိုကျေးဇူးတင်နေအခုကစပြီးမင်းကိုငါရဲ့တမတ်အဖြစ်နဲ့ဒီမဟုတ်ပဲဒီတိုင်းပြည်ရဲ့အမွေခံမင်းသားတစ်ပါးအဖြစ်ငါတမတ်ပေးလိုက်မယ်နန်းဆောင်ကြီးတစ်ခုလုံးထိုအချိန်မှာတိတ်ဆိတ်လို့သွားပါတယ်ဒါဟာဘသူမှမျှော်လင့်မထားတဲ့အဆုံးဖြတ်ချက်တစ်ခုဖြစ်နေလို့ပါမင်းသားစစ်ခွန်သားကတော့ဒေါသတကြီးနဲ့နန်းဆောင်တွေကနေထွက်ခွာသွားပါတော့တယ်ဒါပေမဲ့အကြီးအမားဆုံးလှုပ်ဝက်ချက်ကတော့အဲ့ဒီနောက်မှာပေါ်ပေါက်လို့လာခဲ့ပါတယ်တဲ့ကွယ်ဒေါ်မြိုင်ဟာကြောရဲ့ပခုံးကဒဏ်ရာကိုစိတ်ထည့်ပြီးသူ့ရဲ့ရင်ဘက်ကမှင်စုံးလေးတစ်ခုကိုတတိထားမိသွားပါတယ်ဒါကအရှင်မင်းကြီးရဲ့ကြည့်တော်မူပါဦးဒါကျမတို့လွန်ခဲ့တဲ့နှစ်ပေါင်း20ကပျောက်ဆုံးသွားတဲ့အရှင်ရဲ့ညီတော်မင်းသားရဲ့သားတော်လေးမှာပဲပါတယ်မှင်စုံးလေးပဲနန်းတွင်စစ်ဆေးမှုတွေပြုလုပ်ပြီးထားတဲ့ခါမှာတော့အန်ဩစရာကောင်းစွာနဲ့ကြောဟာတာမန်စင်းရဲသားမဟုတ်ပဲငယ်စဉ်ကတည်းကတော်ရင်းတပုံတွေရဲ့တိုက်ခတ်မှုကြောင့်လူစုကွဲသွားခဲ့တဲ့တော်ဝင်သွေးပါတဲ့မင်းသားတစ်ပါးဖြစ်နေခဲ့တာကိုအားလုံးသိလိုက်ရပါတော့ရဲ့ကွယ်။အိုးအကူကတကယ်ပဲမင်းသားတစ်ပါးဖြစ်နေခဲ့ရလား။စန်နီလေးဟာလည်းအံ့ဩလုံးလို့ပါဇက်လေးအောင်ဟာမိသွားပါရဲ့တဲ့။ကြောဟာလည်းပြုံးရင်းနဲ့စန်နီလေးရဲ့လက်ကိုဆုပ်ကိုင်လိုက်တယ်။အကူကဘသူပဲဖြစ်နေပါစေစန်နီ။အကူအတွက်တော့စန်နီကိုချစ်တဲ့ဥယျာဉ်မှုလေးဘဝကပိုပြီးတန်မိုးရှိပါတယ်။အကိုတို့ရဲ့အချစ်ကဂုံဒရက်တွေကြောင့်ဖြစ်လာခဲ့တာမဟုတ်ဘူးဆိုတာစန်နီသိတယ်မဟုတ်လားလာပညာရဲ့လာတာဆောင်ထက်မှာစန်နီနဲ့ကြော်တို့ဟာလက်ချင်းချိတ်ပြီးကောင်းကင်ကလမင်းကြီးကိုငေးကြည့်နေကြပါတယ်အခုတော့သူတို့ကြားမှာဘလို့တတိုင်းကြီးမှရှိမနေတော့ပါဘူးတဲ့ကွယ်
နန်းတော်ရဲ့မီးဆိုင်တွေဟာသူတို့ရဲ့မင်္ဂလာပွဲအတွက်လင်းထိန်နေပြီးပြည်သူတွေရဲ့ဆုတောင်းတန်တွေကလည်းတိုင်းပြည်တစ်ပြည်လုံးမှာပြန်လွင့်သွားခဲ့ပါတယ်။ချစ်ချင်းမြတ်တာဟာစစ်မှန်မယ်ဆိုရင်ကံကြမ္မာရဲ့ဘလို့မှုန်တိုင်းမျိုးကိုမစိုးကြမ်းကြမ်းခံအောင်နိုင်တော့မှအမှန်ပါပဲတဲ့ရှင်။ပုံပြင်လေးကိုအဆုံးထိနားဆင်ပေးကြတဲ့ MTN ရဲ့ Share ပရိသတ်တရားလုံးကိုလည်းကျေးဇူးများကြီးပဲတင်ပါတယ်ရှင်။